မယောင်းလိုက်က အကြီးကျယ်ကြွားလုံးထုတ်နေတဲ့ဘလောက်ပြင်းတဲ့ငလင်းကြီးလာပါစေမပြိုဘူးဆိုရဲမရာဝီစရာဖျားမှာဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့လို့အကြီးကျယ်ကိုပွန်တော်ရိုက်ကုန်ပါပြီ။မယောင်းလိုက်ကတော့မရာဝီစရာဖျားကိုတော်တော်လေးကိုဂုံယူနေတယ်ဗျ။ဟုတ်လေဟုတ်တာပဲလေနော်ဒီလောက်ထက်ထိနေပြီးတော့မှတကယ်ကိုမှစံနှစ်သက်တော့မရှိသေးတဲ့ Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီ YouTube ပေါ်မှာပေါ့နော်ဒီ Facebook ပေါ်မှာရော YouTube ပေါ်မှာရောမဟုတ်မမှန်သတင်းတွေတင်နေတဲ့ဒီ channel တွေကိုတွေ့ခဲ့လို့ရှိရင်ဒီ channel တွေကိုဒီ YouTube ကုမ္ပဏီဘက်ကထိထိရောက်အရေးယူအောင်လို့ကိုကဘယ်လိုမျိုးပြုလုပ်နိုင်လဲဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ပြန်လည်ပြီးတော့ sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်အရင်တစ်ခေါက်ကလည်းကျွန်တော်ရဲ့ channel မှာကျွန်တော်ဒီလိုမျိုးပြင်း report ထူနေကျွန်တော်တင်ပေးထားရပါတော့ဒီနေ့မှာကျွန်တော်ထပ်ပြီးတော့ပြသပေးချင်ပါတယ်ဒီဘာလေဒီမင်းအောင်လိုင်းတည်ထားတဲ့စစ်ကောင်စီကောင်းဆောင်ဒီမင်းအောင်လိုင်းတည်ထားတဲ့မာရာဝီဇယာဖယားကြီးဘုံပေါက်ပြီးတော့ပျက်စီးသွားပြီဆိုပြီးတော့မဟုတ်မှန်တင်ထားတဲ့သူတွေပေါ့နော်ကျွန်တော်များစွာတွေ့ရပါတယ် channel လည်းများစွာတွေ့ရပါတယ်သူပန်းသူဒီမင်းအောင်လိုင်းမုန်းတာမမုန်းတာတာချလို့ကျွန်တော်ဒီဖယားတွေဘာတွေကတော့ဆွဲထည့်ရမလို့သူမဟုတ်မှန်သတင်းတွေလောက်ဆရာမလို့ပေါ့နော်အတိအတာကြီးသူတို့လောက်ထားတဲ့ပုံကဒါ Photoshop ကြီးတွေနဲ့ရှောက်လုပ်ထားရဲဆိုတာဒီ online ဒီinternet ခေတ်ကြီးမှာတော်တော်များများအကုန်သိကြပါဘောနော်တော်တော်ဒီလိုမျိုး Photoshop နဲ့လုပ်တာမသိတဲ့လူကတော့နည်းလောက်မယ်ကျွန်တော်ထင်ပါတယ်Photoshop နဲ့လုပ်တယ်ဆိုတာအတိအသားကြီးပေါ့နော်ဆိုတော့အဲ့လိုမျိုးမဟုတ်မှန်တင်တဲ့သတင်းတွေကိုကျွန်တော်တို့ဘယ်လိုမျိုးထိထိရောက်အရေးယူအောင်လို့ကျွန်တော်ဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ပြပေးပါမယ်ကျွန်တော်ထပ်ပြပေးမှာပေါ့နော်အရင်တော့ပြဘူးလေကျွန်တော်အခုထပ်ပြီးတော့ပြပေးပါမယ်ကျွန်တော်လုပ်ပြတာလေးကိုတစ်ချက်တော့လိုက်ပြီးတော့ကြည့်ပေးပါနော်ကျွန်တော်တို့ဒီ channel ပေါ့နော်ဗယံပဒသတင်းတွေကိုတင်တဲ့ channel နှစ်ခုကျွန်တော်တွေ့ထားတယ်အဲ့ဒီ channel ကဒီပထမဆုံး channel တစ်ခုကကြတော့ဒီ type တဲ့ dot မြန်မာဆိုပြီးတော့သူ channel နာမည်ပေးထားရပေါ့နော်အဲ့ဒီ channel ဆိုလို့ရှိရင်လည်းအခုဒီမှာတွေ့ရတဲ့အတိုင်းဒီမာရာဝီဇေယဖျားကြီးကိုဘုံကြောင့်ပောက်ကွဲသွားပြီးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့သူရှောက်တင်ထားတဲ့သတင်းပေါ့နော်ဆုံးနိုင်လုံးနဲ့နော်တကယ်ကိုမှစီနာရှိတဲ့ဒီစီရီတော်ကြီးကိုတိဆောက်တဲ့ရုပ်ပွားတော်ကြီးကိုတိဆောက်တဲ့မြောင်းနိုင်ကြောင်ဖြစ်တယ်လို့ချီးကျူးသွားခဲ့တာလေးဖြစ်ပါတယ်ကဲနော်ဗယံပဒနော်အဲ့လိုမျိုးရှောက်တင်ထားတဲ့ကောင်တွေတွေ့လို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးဒီကောင်တွေကိုအရေးယူဆောင်ရွက်လို့ရတယ်ဆိုတော့ကျွန်တော်ပြပေးမယ်နောက်တဲ့ channel တစ်ခုကိုကျွန်တော်တို့မှထပ်ပြမယ်နောက် channel တစ်ခုကဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒီမှာဒီမာရာဝီဇေယဖျားကြီးဘုံပေါက်ကွဲသွားပြီဆိုပြီးတော့သူဗယံပဒရှောက်တင်ထားတဲ့ဟာပေါ့နော်ကျွန်တော်တို့မှထပ်ပြီးတော့ပြပေးပါမယ်ကျဆိုလိုက်ပါရှင်ပရိသတ်တက်ကတော့တင်ဆက်ပေးမယ်တဲ့ကြောင့်လည်းကတော့စကားအတန်ဟိုတဲကဗျာမယငယ်တုံးပြီးတဲ့တုံးညက်တဲ့အတန်နဲ့ပေါ့နော်ဗယံပဒတွေရှောက်တင်နေပါတယ်ဆိုတော့အဲ့လို channel တွေကကျွန်တော်ဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင် channel တွေမှာလုံးဝမှပေါ့နော်comment တွေပိတ်ထားတာကိုတွေ့ပါလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့ဗယံပဒရှောက်တင်တဲ့အတွက်အားလုံးကဝင်ဆဲကြမှာဆိုလို့ပေါ့နော် comment တွေရှောက်ပြီးတော့ပိတ်ပြီးတော့တင်တဲ့ channel တွေပါခုနကပထမဦးဆုံး channel လဲ comment တွေပိတ်ထားပါတယ်ဒါဗယံပဒတွေရှောက်တင်တဲ့ channel ပေါ့နော်ဆိုတော့အဲ့လို channel ကိုကျွန်တော်တို့ဘယ်လိုမျိုးပြင်းလေး report ထုတ်ရမလဲဆိုတော့ကိုကျွန်တော်ပြပြပါမယ်အရင်ဦးဆုံးဒီကျွန်တော်ရဲ့ channel ကိုရောက်ပြီဆိုလို့ရှိရင်ဝင်လိုက်ပေါ့နော်တကယ်လို့ကျွန်တော်ရဲ့ channel ကိုမတွေ့သေးဘူးဆိုလို့ရှိရင်တော့ဒီ channel မှာဒီ search bar မှာပေါ့နော် NCK ဆိုပြီးတော့တစ်ချက်လောက်ရိုက်ရှာလိုက်ပါအပေါ်ဆုံးကကျွန်တော်ရဲ့ channel ပေါ့နော်အဲ့ဒီ channel ကိုတစ်ချက်ဝင်လိုက်ဝင်ပြီးတော့ကျွန်တော်တို့ဒီ video နေရာလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကိုဆွဲသွားပေးပါအောက်ကိုဆွဲသွားလိုက်ပေါ့နော်အောက်မှာကျွန်တော်ဒီ report ပြင်းပြင်းထူနေကိုကျွန်တော်တင်ပေးထားတဲ့ video ရှိပါတယ်အဲ့ဒီ video လေးကိုတစ်ချက်ဝင်နှိပ်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဒီမှာ video တွေ့ပါပြီဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဒီမဟုတ်မမှန်တင်ထားတဲ့ channel ကိုပေါ့နော်ကျွန်တော် report ပြင်းပြင်းလေးထူနေဆိုပြီးတော့ကျွန်တော်တင်ပေးထားတာပါအဲ့ဒီ video မှာဆိုလို့ရှိရင်ဒီမဟုတ်မမှန်သတင်းတွေတင်တဲ့ channel ကဆိုလို့ရှိရင်ကြက်တီယိုဖျားကြီးဒီငလျင်ကြောင့်ပြိုကျသွားပြီဆိုပြီးတော့ဒါတင်ထားတာပေါ့နော်အဲ့ဒီတင်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအဲ့ဒီ video မှာအဲ့ဒီ channel ကိုဘယ်လိုမျိုး report ထုတ်ရမလဲဆိုပြီးတော့ကျွန်တော်ပြပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့အမှတစ်ချက်ဝင်ကြည့်လိုက်ပါနော်ပြီးလို့ရှိရင်ဒီ channel ကိုကိုယ့်ရဲ့ YouTube မှာရှာကြည့်ကြပါတော့ဒီမှာ Okay အဲ့လိုမျိုးပေါ့နော်ကျွန်တော်ရဲ့ဒီ video လေးကိုလာကြည့်လိုက်ပါကျွန်တော်ရဲ့ channel ထဲဝင် video ဝင်ပြီးတော့ကျွန်တော်ဒီငလျင်ကြောင့်ကြက်တီယိုစီတော်ကြီးဆိုပြီးတော့ကျွန်တော်ဒီပေးထားတယ်ပေါ့နော်ဒီ channel ကိုကျွန်တော်တို့တစ်ချက်လာဝင်ကြည့်လိုက်ပါဒီ video ဝင်နှိပ်ကြည့်လိုက်ပါနော်အဲ့ဒီ video ဝင်နှိပ်ကြည့်မယ်ဆိုလို့ရှိရင်ခုနကလို့မဟုတ်မှန်သတင်းတွေတင်တဲ့ channel ကိုကျွန်တော်တို့ဘယ်လိုမျိုး report ပြင်းပြင်းထူရမလဲဆိုတာကိုဒီ video ကြည့်ပြီးတော့သိသွားပါလိမ့်မယ်ဆိုတော့ဒီ video လာကြည့်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်နော် Okayကျွန်တော်အခုပြခဲ့တဲ့အတိုင်းကျွန်တော်လုပ်ပြထားတဲ့ video လေးမှာတည်တည်ချာချာလေးအသေးစိတ်အဆင့်ဆင့်သွားပြီးတော့ကြည့်လိုက်ပါနော်ကြည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီမဟုတ်မှန်သတင်းတွေတင်တဲ့ channel တွေကိုကိုကဘယ်လိုမျိုးထိထိရောက်အရေးယူအောင်လုပ်ရမလဲဆိုတာကိုကျွန်တော်ရဲ့ဒီအကိုဒီမတွေညီညီမတွေအကုန်လုံးသိသွားပါလိမ့်မယ်အဲ့ဒီနီးအတိုင်းပဲအဲ့ဒီ channel တွေကိုပြင်းပြင်းလေး report ထုတ်လိုက်ကြပါနော်ဆိုတော့ကျွန်တော်ဒီနေ့ video ကတော့အခုလိုမျိုးမဟုတ်မှန်သတင်းတွေကိုတင်တဲ့ channel တွေကိုကောင်းကောင်းအရေးယူဖို့အတွက်ပေါ့နော်ကျွန်တော်လာပြီးတော့ share လုပ်ပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video ကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ကဲအားလုံးပဲ see you next video ပါနော်